ရေကူးခန်းရဲ့မန်ကျဲမင်ကြီးအစိတ်စိတ်အမွာခွဲထွာတဲ့ချီမှာသူ့ရဲ့ကန်ဂျီမာကဘလို့ထွက်သွားတယ်သူကင်မရာကိုထောင်ပြီးပြမန်ဖြစ်တဲ့လက်နက်ကုန်းတွေကိုအတီးပြလိုက်တယ်ပြီးကအဖော်ကိုမော့ပြီးအဆောက်အဦရဲ့ခေါင်းပေါ်ပေါ်ရဲ့ရေကူးခန်းကိုထပ်ပုံရိုက်ထားလိုက်တယ်သူခေါင်းထဲမှာတော့ပြီးစုံတဲ့မတော်တဆမှုတစ်ခုကိုပုံဖွဲ့ပြီးသွားပြီးသူ့ရဲ့တက်ခွဲကန်ထဲမှာဓာတုပစ္စည်းတစ်မျိုးကိုဂယုတစိုက်ရောဆလိုက်ပြီးခရမ်းရောင်ပြောင်းသွားတဲ့အထိချိုးချပေါင်းဆက်လိုက်တယ်အဲ့ဒီရေကိုဖန်ပိုးတဲ့လောင်းထည့်ပြီးဂျယ်လီလိုခဲသွားအောင်ဆောင်းလိုက်တယ်နောက်ဆုံးမှာတော့အဲ့ဒီဓာတုဂျယ်လီခဲကိုအဖစ်မှန်ပြောနေထည့်ပြီးဖောင်းပွားဆက်တဲ့တပ်ပေါင်းတစ်ခုကိုဆေးတော့အနဲ့ထိုးထည့်လိုက်တယ်သူအချိန်တိုင်းခရီးကြကိုနှိပ်ပြီးစက္ကန့်နဲ့စီအတိငင်းငင်းလေးဆောင်နေလိုက်တယ်ဒုတိယဆင်းအနေနဲ့လက်နက်ကုန်းတွေရဲ့တာဝါကိုသွားပြီးအဆောက်အဦမန်နေဂျာမစ္စတာစီရဲ့နဲ့တွေ့ကအထက်ငါစီကယုံခန်းကိုငွားဖို့ပြောတယ်မန်နေဂျာကစားပွဲပေါ်တောတင်ပေးတဲ့အချိန်မှာသူကတော့ရဲ့အခြေအနေအလောက်ကိုထပ်ပုံခိုးရိုက်လိုက်တယ်တက်ခွဲခန်းကိုပြန်ရောက်တော့တောအတူတစ်ခုကိုပုံစံတူထူးလုပ်လိုက်တယ်နောက်ဆုံးမှာတော့ပြုပြင်ရေးဝန်ထမ်းလိုအယောင်ဆောင်ပြီးအနီအခန်းကိုတော့ဖွင့်ဝင်ခဲ့တယ်သူကထောက်ခိုင်းတွေတပ်ပြတင်းပေါက်မှန်မှာလေးစုခွဲတွေတဆင်ကျိုးတွေချီပြီးဝန်ကြီးဆက်ကိုအမြန်လှည့်လိုက်တယ်ပြတင်းပေါက်ကိုလုံခြုံအောင်ကတ်ထားတဲ့တိတ်ခွေကိုခွာအားနဲ့တွန်းထုတ်လိုက်ကြညက်ထပ်ဖွင့်ပွန့်သွားရောသူအပြင်ဘက်ကိုထပ်တောင်းတက်ခွင့်ရတွေကိုအချောင်းတွေထဲထည့်ပြီး58တက်ကိုအစားတင်တတ်တော့တယ်ရေးပေါ်မှာဆောက်ထားခဲ့ဈေးကူးကန်အောက်ခြေကိုရောက်တဲ့အခါလေးဟာနဲ့စုခွဲတွေကိုကန်အေချမ်းပြင်မှာတက်ဆင်လိုက်တယ်အဲ့ဒီစုခွဲတွေနဲ့သူညမယုံနိုင်စရာလက်မောင်းအားကိုတူးပြီးကန်ရဲ့အလေဘေးဆုံကိုရွှေ့သွားကသူ့ကိုသူလုံယုံအောင်ကျိုးကိုတင်းလိုက်တယ်လွန်ပူကိုထုတ်ပြီးမှန်ကိုအပေါက်ဖောက်ကသူလှုပ်ထားတဲ့ဂျယ်လီတုံးကိုထည့်သွင်းလိုက်တယ်အခုတော့သူသားကောင်ကိုစောင်းဖို့ပဲချန်တော့တယ်လက်နိုင်ကုန်းတွေကသူ့ရဲ့တက်တော်ဆောင်တွေကိုကြည့်လိုက်တော့သူတို့ကအလိုက်တသိညလဲထွန်းသွားကြတယ်ကုန်းတွေကသူ့ရဲ့ဝတ်ယုံကိုချွတ်ပြီးရေကန်ထဲခွန်ချလိုက်တယ်ကောင်လေးကစီးထိုးအက်ကိုထုတ်ပြီးဖောင်းပွားစေတဲ့ဓာတုပစ္စည်းကိုထိုးသွင်းလိုက်တယ်လက်နိုင်ကုန်းတွေကကန်ရဲ့အလဲတက်တဲ့ကိုခူးလာတယ်သူ့အောက်ကလူရစ်ကိုတတိထားမိတဲ့အချိန်မှာပဲအချိန်တိုင်းကရိယာကစုံကြကိုရောက်သွားတယ်တစ်စက္ကန့်မှမလွဲကိုသူကလေးစုခွဲတွေဖြုတ်နိုင်ရန်ပဲပြောင်းသွားကြိုးကိုဖြီကြီးအထက်နားကျကဝင်းပေါက်စီပြန်လျှော်ဆင်းသွားတယ်ရေကူးကန်ချမ်းပင်ကစားပြီးရိုးစင်လာတယ်လက်နိုင်ကုန်းတွေကအကူညီတောင်းပြီးအော်ဟစ်ဖေးမဲနောက်ကျသွားပြီးသူကသူ့ရဲ့ကရိယာတွေကိုတတ်တတ်ရရသိမ်းပြီးပြန်ပေးဆွဲသမားရှိတရင်ပို့ဖို့အဆောက်အဦကနေထွက်ခွာလာခဲ့တယ်ပြန်ပေးဆွဲသမားကမိရှင်ပြီးဆုံးကြောင်းအတိဖြူတယ်သူချစ်သူကောင်လေးနဲ့စကားပြောခွင့်ရခဲ့တယ်